စစ်ဆေးမေးမြန်းခန်းတစ်ခုထဲမှာဝါစီဟာဓာတ်နဲ့အထိုးခံထားရတာကြောင့်တေးမခံနိုင်အောင်နာကျင်နေပါတယ်။ကပ္ပတိန်ဖရီမန်ကသူ့ကိုလက်မှတ်ထိုးဖို့စာရွက်စာတမ်းတချို့ယူလာပေးပေမဲ့ဝါစီရဲ့ညာဘက်လက်ကသွေးထွက်နေတာကြောင့်သူ့ကိုဘယ်ဘက်လက်နဲ့အတင်းလက်မှတ်ထိုးခိုင်းပါတယ်။ဖရီမန်ကသူ့ကိုယ်သူခုခံကာကွယ်ဖို့ပြောစရာရှိလားလို့မေးတဲ့အခါဝါစီကအရာအားလုံးဘလို့ဆက်တင်ခဲ့လဲဆိုတာကိုပြန်သတိရလာပါတယ်။ညနေတန်းခေါင်မှာဝါစီဟာသူ့ရဲ့ရေးစားပရီမိုနဲ့တိတ်တဆိတ်တွေးဆုံခဲ့ပါတယ်။သူတို့ပရီမိုရဲ့ကားထဲကိုဝင်လိုက်ကြပြီးပရီမိုကချစ်ခင်မှုကိုပြသခဲ့ပေမဲ့ဝါစီကအရင်ဆုံးသူမကိုလက်စွပ်တကွင်းလက်ဆောင်ပေးခဲ့ပါတယ်။သူတို့မှာတကယ်ဆက်ဆံရေးမရှိဘဲပျော်ရွှင်ရုံသက်သက်ပဲလို့ပရီမိုကသူ့ကိုသတိပေးပါတယ်။သူတို့ကပြိုင်ဘက်ကုန်းတွေကဖြစ်တာကြောင့်အတူတူမတွေ့သင့်ပါဘူး။ဝါစီကသူမနဲ့အတူထွက်ပြေးချင်ပေမဲ့ပရီမိုကလက်စွပ်ကိုပဲပြန်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာရဲကားတစ်စီးသူတို့နောက်မှာရက်လိုက်ပြီးရဲတွေကပရီမိုကိုအပြင်ထွက်ဖို့ပြောပါတယ်။သူမထွက်လာပြီးနောက်သူတို့ကားထဲကိုစစ်ဆေးတဲ့အခါကြည်ပြေးပါတယ်တင်းနဲ့တလက်ကိုတွေ့ဤခဲ့ပါတယ်အရာရှိအီတန်ကတင်းနဲ့ကိုကြည့်ပြီးတွန်းဆုပ်နေတာကြောင့်လက်ထောက်ကသူညကင်းလက်အဖွဲ့မှာပါဝင်ခြင်းရင်ဒါကိုလုပ်ရမယ်လို့တတိပေးပါတယ်ရုတ်တရက်အီတန်ကတင်းနဲ့ကိုမြောက်ပြီးပရီမိုရဲ့ခေါင်းကိုပြစ်တက်လိုက်ပါတယ်ထိတ်လန့်သွားတဲ့ဝါစီဟာချက်ချင်းထွက်ပြေးသွားပြီးရဲတယောက်ကသူ့နောက်ကိုလိုက်သွားချိန်မှာအီတန်ကဝါစီရဲ့ဆက်ဖီးကိုမြေပြင်ပေါ်မှာတွေ့ရှိခဲ့ပါတယ်စတစ်ကာတစ်ခုမှာဂရဲဂျာဂျွန်းဇာဆိုတဲ့လက်နက်မေကိုပြသနေပါတယ်ဝါစီဟာခဏလောက်ဆက်ပြေးနေပြီးအသက်ရှူဖို့နေရန်တစ်ခုနောက်မှာပုန်းနေရပါတယ်ရဲကသူ့ကိုတွေ့ပြီးတေနက်နဲ့ချိန်ထားပေမဲ့ဝါစီရဲ့လက်စွပ်ကအစိမ်းရောင်တောက်ပလာတာကိုမြင်တဲ့အခါသူထွက်ပြေးသွားပါတယ်နောက်တနေ့မနက်မှာအီတန်ဟာကျောင်းတစ်ခုကိုသွားပြီးသူ့ရဲ့ရဲလုပ်ငန်းအကြောင်းဟောပြောပွဲလုပ်ပါတယ်ရုတ်တရက်ဂုံးသားဇေဘီယာအခန်းထဲကိုဝင်လာပြီးတေနက်နဲ့ပြစ်ခတ်တာကြောင့်လူငယ်တွေအားလုံးထိတ်လန့်ပြီးပုံအောင်ဖို့ကြိုးစားကြပါတယ်ဇေဘီယာကကျောင်းသားတယောက်ကိုသူ့ဘက်ကိုလာခိုင်းပြီးသူ့လက်မကိုဆုပ်ခိုင်းပါတယ်ဇေဘီယာကရန်လိုလာတဲ့အခါအီတန်ကဒါဟာတရုတ်ပြယုံတသက်ဖြစ်ပြတေနက်ထဲမှာရန်တောင်အလွတ်တွေပဲပါတာလို့ရှင်းပြပါတယ်ကားပါကင်မှာအီတန်ကကျောင်းထဲမှာရန်တောင်အလွတ်တွေတုံးတာကိုဇေဘီယာကိုစူပူပါတယ်ဇေဘီယာကတော့ကလေးတွေကိုရာဇာတူးညအမှုမလုံးမိအောင်ခြောက်လန့်ရတာတန်တယ်လို့ထင်ပြီးကျောင်းသားတယောက်ထွက်လာတဲ့အခါမှာတောင်ပို့ပြီးကြောက်သွားအောင်တေနက်နဲ့ထက်ချိန်ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်မြို့ထဲမှာကင်းလှည့်ရင်းတခါတရံကားမောင်းသူတွေကိုရက်တန့်စစ်ဆေးပါတယ်သူတို့မောင်းနေရင်းစကားပြောကြပြီးသူတို့ရဲ့အတိတ်အကြောင်းတွေကိုနောက်ပြောင်ကြပါတယ်ဇေဘီယာကဂရဲဂျာကုန်းမှာရှိခဲ့ဘူးပြီးအီတန်ကတော့ဖောက်ချေခေတယောက်ဖြစ်ခဲ့ဘူးပါတယ်သူတို့ထိုင်နေတာကြာလို့ကိုလက်တွေနာကျင်လာတဲ့အခါလေ့ကျင့်ခန်းလုပ်ဖို့ကားပေါ်ကဆင်းကြပါတယ်နောက်ဆုံးမှာသူတို့အစားအသောက်ဆိုင်တစ်ခုမှာနေလေစာစားဖို့ရက်နာကြပြီးအီတန်ကဇေဘီယာကိုသူ့ဂုံးထဲမှာရှိစဉ်ကဂရဲဂျာဂျွန်းဇာဆိုတဲ့လူကိုတိလာလို့မေးပါတယ်ဇေဘီယာကအဲ့ဒါသူ့ညီရဲ့ဂိမ်းနမီဖြစ်ကြောင်းရှင်းပြပြီးအဲ့ဒီအကြောင်းမေးဖို့သူ့စီဖုံးဆက်ပါတယ်ဝါစီကအဲ့ဒီနာမည်ကိုကြားတဲ့အခါချက်ချင်းဖုံးချလိုက်ပါတယ်အဲ့ဒီနောက်ဝါစီဟာပရီမိုရဲ့ဂုံးဌာနချုပ်ကိုသွားပေမဲ့ဂိတ်ပေါက်မှာလူတစ်ယောက်ကသူ့နောက်ကနေပေါ်လာပြီးသူ့ခေါင်းကိုအိမ်နဲ့ဆွတ်လိုက်ပါတယ်စက္ကန့်ပိုင်းကြာမှာဝါစီဟာကုလားထိုင်မှာချီနှောင်ခံထားရပြီးဂုံးသားတွေဝိုင်းထားတာကိုတွေ့ရပါတယ်ခေါင်းဆောင်ဘော်နီလီယက်စ်ကဝါစီဟာဂုံးပြိုင်ဆိုင်မှုပြဿနာရှာဖို့လာတာလို့ထင်တာကြောင့်သူ့ကိုတင်းနဲ့ချိန်ထားပေမဲ့ဝါစီကရဲတွေကသူ့နှမကိုတက်လိုက်ကြောင်းပြောပြပါတယ်သူကညကင်းလက်အဖွဲ့အကြောင်းနဲ့ပရီမိုအဲ့ဒီမှာရှိနေမယ်ဆိုတာကိုသူတို့ပဲလိုတိလဲဆိုတာကိုပြောပြပါတယ်ဘော်နီလီယက်စ်ကတန်တရားဖြစ်လာပြီးဝါစီဟာလူသားဟုတ်မဟုတ်အတီးပြုတ်ဖို့သူ့လူတယောက်ကိုကိရိယာတစ်ခုနဲ့စစ်ဆေးခိုင်းပါတယ်ဒေါသထွက်နေတဲ့ဘော်နီလီယက်စ်ကရဲတွေကသူ့ကိုဘာလို့လွတ်ပေးလိုက်တာလဲလို့မေးပြီးသူ့ရှို့လို့ဆွဆွဲကဝါစီကိုထပ်မံချင်းချောက်ပါတယ်ဝါစီကသူမတိကြောင်းကျိန်ဆိုပေမဲ့ဘော်နီလီယက်စ်ကမယုံပါဘူးခဏအကြာမှာအဖွဲ့ဟာပရီမိုရဲ့ကားနဲ့သူမရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပါတယ်သူမရဲ့အင်္ဂါအစိတ်အပိုင်းတွေပျောက်ဆုံးနေပြီးဝါးစားခံထားရပုံပေါ်ပါတယ်ဂုံးသားတို့အေကဘလိုဘီလူးကဒါကိုလုံနိုင်မလဲဆိုတာဆွေးနွေးကြပေမဲ့ဝါစီကတော့ရဲတွေပဲလို့အခိုင်အမာပြောပါတယ်လူတွေကပရီမိုရဲ့စွမ်းအင်ကိုတန့်စင်ဖို့တစ်သားပီယာမစ်တစ်ခုလုပ်ပေးကြပြီးဘော်နီလီယက်စ်ကသူမကိုတတ်တဲ့အရာဟာသူတို့စီကိုနောက်ထပ်ရောက်လာလိမ့်မယ်လို့ကောက်ချက်ချပါတယ်ညနေပိုင်းမှာဝါစီဟာအိမ်ပြန်ရောက်ပြီးနေရန်မှာအပေါက်တစ်ခုပေါ်လာအောင်ပရီဘောကတချို့ကိုရှေ့လိုက်ပါတယ်သူ့ရဲ့ရှိုးဝက်ငွေတွေအစားငါအိမ်ငါပိုက်ဆံလို့ရေးထားတဲ့သူ့အမေစီကမတ်စုတစ်ခုကိုတွေ့ရပါတယ်သူ့အမေအိုင်ယွန်ဒါကတဲ့
မျက်လုံးအပြင်ထွက်နေတာကိုစူပူပြီးသူမရဲ့လက်စွပ်ကိုခိုးသွားတာကိုတီးတဲ့အခါစိတ်ဆိုးသွားပါတယ်။သူကဖြစ်ပျက်ခဲ့တာတွေကိုပြောပြတဲ့အခါအိုင်ယွန်ဒါကသူဟာရဲတွေရဲ့အာယုံစိုက်မှုကိုသူတို့လူမျိုးတွေစီယူဆောင်လာခဲ့ပြီလို့ပြောပြီးဒါဟာသူ့အဖေကိုသူတို့ဘလို့တက်ခဲ့လဲဆိုတာကိုသတိပေးပါတယ်။အိုင်ယွန်ဒါကကောင်းမှုနဲ့မကောင်းမှုရဲ့အင်အားစုတွေအကြောင်းပြောပြီးစစ်ပွဲအတွက်ပြင်ဆင်ရမယ်လို့ကြေညာပါတယ်။တစ်ချိန်တည်းမှာပဲညကင်းလက်အဖွဲ့ဟာမြို့ထဲမှာလှည့်လည်ပြီးဗီဒီယိုဂိမ်းကစားတာဒါမှမဟုတ်အမိုက်ပစ်တာလိုမျိုးအပြစ်မဲ့တဲ့အလုပ်တွေလုပ်နေတဲ့လူမဲတွေကိုတက်ဖြတ်နေပါတယ်ရဲတယောက်ကတေဆုံးသူရဲ့သွေးကိုမြည်ဆန်းဖို့ဒဏ်ရာကိုထိုးဆိုပါတယ်ဘားတစ်ခုမှာအီတန်နဲ့ဇေဘီယာတို့ဘီလီယက်ကစားနေကြပါတယ်နောက်ထပ်ရဲတယောက်သူတို့စီလာပြီးအီတန်ကိုညကင်းလက်အဖွဲ့မှာလက်ခံလိုက်ပြီးဖြစ်ကြောင်းအကြောင်းကြားတာကြောင့်သူတို့အောင်ပွဲခံတောက်စားကြပါတယ်အဲဒီနောက်သူတို့ဟာကိုတောင်တစ်ခုမှာပျော်ရွှင်ဖို့အတွက်တေနက်တွေပြည့်ရင်ဆက်လက်တောက်စားကြပါတယ်ဇေဘီယာကညကင်းလက်အဖွဲ့အကြောင်းဆက်မေးနေပြီးအီတန်ကသူလဲပါဝင်ခြင်းနေတာကိုတီးသွားတာကြောင့်ဘာကြောင့်လဲလို့မေးပါတယ်ခဏလောက်တွန်းဆုတ်နေပြီးနောက်ဇေဘီယာကသူ့အဖေဟာဂရဲကြအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးမိသားစုတစ်ခုလုံးကိုဝင်ခိုင်းခဲ့ကြောင်းပြောပြပါတယ်သူ့အမေကအာဖရိကမော်ပညာကိုဆွဲလန်းနေပြီးဒီနေ့မှာစကားများရာကနေသူမရဲ့ခင်ပွန်းကိုပြစ်တက်ခဲ့ပါတယ်အပြန်လန်အနေနဲ့အီတန်ကလည်းသူ့အဖေဟာညကင်းလက်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးအလုံးလုံးရင်းတည်ဆုံးခဲ့ကြောင်းဒါပေမဲ့သူ့ရဲ့အသင်းဖော်တွေကသူ့တည်ဆုံးမှုကိုစီစဉ်ခဲ့တာလို့သူတန်တရားရှိကြောင်းပြောပြပါတယ်အဲ့ဒီအချိန်မှာလက်ထောက်ကီတန်ကိုလာခေါ်ပါတယ်သူမထွက်ခွာခင်ဇေဘီယာကသူ့ညီကိုစောင့်ကြည့်ပေးဖို့တောင်းဆိုပါတယ်လန်ခီမှာလက်ထောက်ကသူဟာအီတန်ရဲ့ဗာဝဒေဖိုင်ဖြစ်ကြောင်းပြောပြပြီးအာဖဂန်နစ္စတန်ကဖြစ်ရတစ်ခုကိုပြောပြပါတယ်သူပုံစကန်တစ်ခုလုံးကအီတန်ရဲ့ယူနစ်ကိုခြုံခိုတိုက်ခိုက်ဖို့စ조사ခဲ့ပေမဲ့သူတို့ရဲ့ခေါင်းတွေတဆိုးထိုးခံရတာနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်လက်ထောက်ကဒါကိုသဘောမကျပဲအီတန်ကိုအတင်းအဖွဲစိတ်သက်ရှိဖို့တတိပေးပါတယ်နောက်ဆုံးမှာကားဟာဝါစီရဲ့အိမ်ရှိမှာရက်လိုက်ပြီးလက်ထောက်ကစွန့်ပစ်ထားတဲ့ဆက်ဘီးဟာနောက်ဖုံးထဲမှာရှိနေကြောင်းအီတန်ကိုပြောပါတယ်အီတန်ကဆက်ဖီးကိုယူပြီးအဆောက်အဦစီချင်းကပ်တဲ့အခါအိုင်ယွန်ဒါကသူ့ကိုလုံခြုံရေးကင်မရာကနေမြင်တွေ့ရပါတယ်သူမကသူ့အတွက်တကားဖွင့်ပေးပြီးအီတန်ကဆက်ဖီးကိုဝါစီစီပြန်ပေးဖို့လာတာလို့ပြောတာကြောင့်အိုင်ယွန်ဒါကသူ့ကိုခေါ်လိုက်ချိန်မှာအီတန်ကစားပွဲပေါ်ကရှိုးဝက်ဆန်းကျဲတဲ့လက်ကမ်းစာဆောင်တချို့ကိုသတိပြုမိသွားပါတယ်။ဝါစီဟာအီတန်ကိုမြင်ရလို့အံ့တသွားပြီးပရီမိုရဲ့တေဆုံးမှုကိုသတိရရင်တိတ်ဆိတ်နေပါတယ်။အီတန်ကသူ့ကိုဆက်ပြီးကိုကောင်းတယ်။နေရာမှာသုံးဖို့ပြောပြီးထွက်ခွာသွားပါတယ်။ကားထဲမှာအီတန်ကလက်ထောက်ကိုဝါစီအိမ်မှာမရှိဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်အီတန်ကိုညကင်းလက်အဖွဲ့ရဲ့ဂျန်တဲ့သူတွေနဲ့အတူကိုတောင်တစ်ခုစီခေါ်သွားပြီးသူ့အဖေဟော့ကင်းစ်ကိုတွေးလိုက်ရတာကြောင့်သူထိတ်လန့်သွားပါတယ်။မူးဝေလာတဲ့အီတန်ကဒါဟာအစ်စ်အမှန်ဖြစ်တာကိုလက်မခံနိုင်ပေမဲ့ဟော့ကင်းစ်ကသူဟာသွေးချိုးရာကနေပြန်လည်မွေးဖွားလာတာဖြစ်ပြီးအီတန်လည်းအတူတူလုပ်ရမယ်လို့ပြောပါတယ်။လက်ထောက်ကရေမောပြီးအီတန်ကသူတို့သူ့ရဲ့အချိုရည်ထဲမှာတခုခုထည့်ထားတာကိုတီးသွားတဲ့အခါသူ့ကိုတွန်းထုတ်လိုက်ပါတယ်။အီတန်ကသူ့အဖေတေဆုံးသွားပြီလို့အခိုင်အမာပြောပေမဲ့ဟော့ကင်းစ်ကသူ့သားအတွက်သူဘလောက်ကုန်ယူကြောင်းစတင်ပြောဆိုပါတယ်ငိုနေတဲ့အီတန်ကသူ့ကိုဖတ်လိုက်ပြီးနောက်ဟော့ကင်းစ်ကသူ့ကိုပြီးပြည့်စုံမှုထဲမှာပြန်လည်မွေးဖွားဖို့တောင်းဆိုပါတယ်အီတန်ကသူ့အဖေရဲ့မရေရာတဲ့စကားတွေကိုနားလည်ဖို့အယမ်းရှုပ်ထွေးပြီးမူးဝေနေတုန်းပါပဲရဲနှစ်ယောက်ကသူ့ကိုဖမ်းထားပြီးလက်ထောက်ကသူ့ကိုလဲကျသွားအောင်ထိုးကြိတ်ပါတယ်ဟော့ကင်းစ်ကဓာတ်တလက်ကိုသုံးပြီးသူ့ရဲ့သွေးတွေကိုသူ့သားရဲ့ပါးစပ်ထဲကိုလောင်းထည့်ကဒါကိုသူအကြာကြီးအိမ်မက်မက်ခဲ့တာလို့ပြောပါတယ်။အီတန်ကသွေးတွေကိုမျိုးချပြီးနောက်ဟော့ကင်းစ်ကသူ့ကိုထာဝရအသက်ရှင်ဖို့ပြောပြီးသူ့ကိုအကြိမ်ပေါင်းများစွာပြစ်တက်လိုက်ပါတယ်။နောက်တနေ့မနက်မှာအီတန်ဟာသွေးတွေနဲ့ပြည့်နေတဲ့ရေကန်တစ်ခုထဲမှာနိုးလာပြီးသူ့ရဲ့ဒဏ်ရာတွေအားလုံးပျောက်ကင်းသွားတာကိုတွေးလိုက်ရပါတယ်။သူဟာအခုတော့ဗန်ပိုင်းရတစ်ယောက်ဖြစ်သွားပါပြီ။ဟော့ကင်းစ်ကသူ့ကိုကြိုဆိုပြီးသူတို့ဟာမြို့ကိုထိန်းချုပ်ထားကြောင်းရဲတပ်ဖွဲ့ဟာသူတို့ရဲ့အကာအကွယ်ဖြစ်ကြောင်းရှင်းပြပါတယ်။အီတန်ကဒါကိုလက်မခံချင်ပေမဲ့သူ့ရဲ့စာလောင်မှုကပြင်းထန်လွန်းနေပါတယ်။တစ်ချိန်တည်းမှာပဲဝါစီနဲ့သူ့အမေဟာစစ်ပွဲအတွက်ပြင်ဆင်နေကြပါတယ်။အိုင်ယွန်ဒါကရှေးဟောင်းအာဖရိကမော်ပညာကိုသုံးပြသူတို့ရဲ့အိမ်ကိုကာကွယ်ဖို့စီစဉ်ပါတယ်။သူမကဝါစီကိုအထူးလက်စွပ်တကွင်းပေးပြီးဒါဟာသူ့ကိုဘေးအန္တရာယ်ကနေကာကွယ်ပေးလိမ့်မယ်လို့ပြောပါတယ်။ညရောက်တဲ့အခါညကင်းလက်အဖွဲ့ဟာဝါစီတို့ရဲ့ရက်ကွက်ကိုရောက်လာပါတယ်။
သူတို့ဟာအိမ်တွေကိုမိရှို့ပြီးလူတွေကိုစတင်တိုက်ခိုက်ကြပါတယ်။ဝါစီကသူ့ရဲ့သူငယ်ချင်းတွေနဲ့အတူပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ရဲတွေကတာမန်လူတွေမဟုတ်တာကိုသူတို့သတိပြုမိသွားပါတယ်။ရဲတွေဟာကြီးစံထိမှန်ပေမဲ့မတေဆုံးပဲပို့ပြီးတမာလာကြပါတယ်။ဝါစီကအီတန်ကိုတွေးလိုက်ရပြီးသူဟာလည်းအဲ့ဒီဘီလူးတွေတဲကတယောက်ဖြစ်နေတာကိုမြင်တဲ့အခါစိတ်ပြတ်သွားပါတယ်။တိုက်ပွဲကပြင်းထန်လာပြီးဝါစီတို့အဖွဲ့ဟာအဆောက်အဦတစ်ခုထဲမှာပိတ်မိနေပါတယ်။အိုင်ယွန်ဒါကသူမရဲ့မော်ပညာကိုသုံးပြီးရဲတွေကိုခဏတားဆီးထားနိုင်ပေမဲ့သူမရဲ့အင်အားကကုံဆုံးလာနေပါတယ်။ဝါစီကသူ့အမေကိုကယ်တင်ဖို့ကြိုးစားရင်းရဲတယောက်နဲ့ရင်ဆိုင်ရပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့လက်စွပ်ကထူးဆန်းတဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးရဲကိုလွင့်စင်သွားစေပါတယ်။ဒါဟာသူတို့အတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာပါတယ်။ရက်ကွက်ထဲမှာမီးလောင်မှုတွေအတော်များများပြန့်နှံ့နေချိန်မှာအဖွဲ့ဟာကားတစ်စီးထဲမှာအစာစားနေတဲ့ရဲတယောက်ကိုတွေ့ပြီးတပြိုင်နက်တည်းထိုးသက်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာအီတန်ကရဲအဖွဲ့နဲ့အတူသူတို့နောက်မှာပေါ်လာပြီးတစ်သားတဆိုးတွေကအလုံးမဖြစ်ဘူးဆိုတာကိုသူရဲကောင်းတွေသိသွားကြပါတယ်။ဘော်နီလီယက်စ်ကဝါစီနဲ့အိုင်ယွန်ဒါကိုထွက်ပြေးခိုင်းပြီးရဲတွေအနားရောက်လာတဲ့အခါသူ့အဝတ်အစားထဲမှာဝတ်ထားတဲ့ဘုံကိုဖောက်ခွဲလိုက်ပါတယ်။ပောက်ကွဲမှုကြီးကြောင့်အရာရှိတချို့လဲကျသွားပေမဲ့မလုံလောက်သေးပါဘူးကြံနဲ့ရဲတွေကဝါစီနဲ့အိုင်ယွန်ဒါကိုလိုက်လံဖမ်းဆီးပြီးသူတို့အခန်းထဲမှာမပုန်းနိုင်ခင်အချိန်ပေါင်းများစွာခုတ်ထစ်ခဲ့ပါတယ်။ရဲတွေကလက်ထောက်ရဲ့ခေါင်းကိုကင်ထားတဲ့အီတန်နဲ့အတူအပြင်မှာစုဝေးကြပါတယ်။သူစကားပြောတဲ့အခါဟော့ကင်းစ်ကသူ့ကိုထိန်းချုပ်ထားတာကိုတီးလိုက်ရပါတယ်။ဟော့ကင်းစ်ကအိုင်ယွန်ဒါကိုသူမရဲ့လူမျိုးတွေအပေါ်သူတို့မျက်ကွယ်ပြုပေးမယ်ဆိုတဲ့သဘောတူညီချက်ကိုတတိပေးပါတယ်။ဒီညသူမကမော်ပညာကိုသုံးခဲ့တာကြောင့်သဘောတူညီချက်ကပြီးဆုံးသွားပါပြီ။အိုင်ယွန်ဒါကရဲတွေကသူတို့ကိုအရင်စသက်တာဖြစ်လို့တာဟာအရေးကြုံတာပဲလို့ဆိုပါတယ်။အဲ့ဒီနောက်ဟော့ကင်းစ်ကဝါစီရဲ့အဖေဟာဗန်ပိုင်းယားတယောက်ဖြစ်ပြီးသွေးနဲ့လဲလှယ်ပြီးညကင်းလက်အဖွဲ့အတွက်အလုပ်တွေလုပ်ပေးခဲ့ဘူးကြောင်းထုတ်ဖော်ပြောဆိုပါတယ်။အိုင်ယွန်ဒါကသူတို့ကသူမရဲ့ခင်ပွန်းကိုတတ်ဖို့အတင်းကျပ်ခိုင်းခဲ့တာဖြစ်ကြောင်းဒါပေမဲ့သူမကသူမရဲ့သားတွေကိုကာကွယ်ဖို့အတွက်လည်းလုပ်ခဲ့တာဖြစ်ပြီးထက်လို့ရမယ်ဆိုရင်လည်းလုပ်ဦးမှာဖြစ်ကြောင်းရှင်းပြပါတယ်ရဲတွေကမီးရှူတိုင်တွေထွန်းပြီးအဆောက်အဦကိုမီးရှို့မယ်လို့ချိန်ချောက်နေချိန်မှာအိုင်ယွန်ဒါကဝါဇီကိုသူမရဲ့လက်စွပ်ကိုပေးပြီးသူမကဆက်မသွားနိုင်တော့တာကြောင့်သူ့ကိုတိုက်ပွဲဝင်ဖို့ပြောပါတယ်မီးစက်တင်လောင်ကျွမ်းလာတဲ့အခါဝါဇီကသူ့အမေပြောတဲ့အထူးလက်နက်ကိုရှာဖို့ဘီရိုထဲကတစ်တာတစ်လုံးကိုယူလိုက်ပေမဲ့လန်ဒလက်ပါတဲ့အခန်းအနားဝတ်စုံကိုပဲတွေ့ရပါတယ်။သူမေးခွန်းမေးဖို့လှည့်ကြည့်လိုက်တဲ့အခါသူ့အမေတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဝါစီငိုနေစဉ်မှာလက်စွပ်ကစတင်တောက်ပလာပြီးသူနောက်ဆုံးမှာနားလဲသွားပါတယ်။စက္ကန့်ပိုင်းကြာမှာဝါစီဟာအခန်းအနားဝတ်စုံကိုဝတ်ဆင်ပြီးအခန်းထဲကထွက်လာပါတယ်သူ့လက်ထဲလန်ကလည်းတောက်ပနေပြီးဗန်ပိုင်းရအားလုံးကိုနောက်ဆုတ်သွားစေပါတယ်။အီတန်ကဒူးထောက်ကျသွားပြီးသူထိန်းချုပ်ခံထားရတာဖြစ်ကြောင်းသူဟာတကယ်တော့လူကောင်းတစ်ယောက်ဖြစ်ကြောင်းပြောပါတယ်။ဝါစီကသူဟာသူ့ရဲ့ချစ်ရသူအားလုံးကိုတတ်ခဲ့တာကိုသတိပေးပေမဲ့သူတိုက်ခိုက်တော့မဲ့အချိန်မှာဟော့ကင်းစ်ကအီတန်ကိုပြန်ထိန်းချုပ်ပြီးလန်ကိုတားဆီးလိုက်ပါတယ်။သူကလန်ကိုမြေပြင်ပေါ်ပစ်ချပြီးမချိုးခင်ဝါစီကိုလဲကျအောင်လှုပ်လိုက်ပါတယ်။အဲဒီနောက်ဝါစီကလန်ရဲ့တောက်ပနေတဲ့ထိပ်ဖျားကိုဆွဲကင်ပြီးထပ်မံတိုက်ခိုက်ဖို့ကြအိုးစားပေမဲ့ဟော့ကင်းစ်ကသူ့လေပင်ကိုဖမ်းဆွဲလိုက်ပါတယ်သူ့ပါးဆက်ကကြောက်စရာကောင်းတဲ့ပုံစံဖြစ်လာပြီးသူစတင်ပြန်တက်သွားကမကြခင်မှာပဲသူတို့မြို့ပေါ်မှာပြန်တန်းနေကြပါတယ်ဝါစီကလန်ထိပ်ဖျားကိုကင်ထားတဲ့လက်ကိုမလှုပ်ရှားနိုင်တာကြောင့်အဲ့ဒီအစားသူ့ရဲ့ရန်သူကိုလက်စွပ်နဲ့စတင်ထိုးကြိတ်ပါတယ်အချက်အတော်များများထိုးပြီးနောက်အီတန်ပေါက်ကွဲသွားပြီးရုပ်အလောင်းတစ်ခုလုံးမြေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်ခဏအကြာမှာဝါစီဟာသူပြုတ်ကျတဲ့အခါမတော်တဆစိုက်ဝင်သွားတဲ့လန်ထိပ်ဖျားနဲ့အတူရဲစခန်းမှာရောက်နေပါတယ်ဖရီမန်ကသတင်းအချက်အလက်မရမချင်းဆရာဝန်ခေါ်ပေးဖို့ညှင်းဆန်တာကြောင့်ဝါစီကဖြစ်ပျက်ခဲ့တာတွေကိုပြောပြပါတယ်ဒါပေမဲ့ဖရီမန်ကအန်တာချင်းမရှိပဲဗန်ပိုင်းယားတွေဟာရဲတပ်ဖွဲ့ထဲမှာဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်ဝါစီကသူဘာကြောင့်ဗန်ပိုင်းယားတွေကိုကာကွယ်ပေးတာလဲလို့မေးတဲ့အခါဖရီမန်ကသူဟာလူမျိုးရေးကိုဂရုမစိုက်ပဲရဲတပ်ဖွဲ့ကိုကာကွယ်ဖို့ပဲဂရုစိုက်ကြောင်းပြောပါတယ်သူကဝါစီကိုနောက်ထပ်အခန်းတစ်ခုထဲခေါ်သွားပြီးအဲ့ဒီမှာလန်ထိပ်ဖျားကစတင်တောက်ပလာပါတယ်ဟော့ကင်းစ်ပေါ်လာပြီးလက်စားချေဖို့ချိန်ချောက်ပေမဲ့ဝါစီကမြ мян ဆန်ဆန်လှုပ်ရှားပြီးလန်ထိပ်